ဒါပေမဲ့ Cobb ရဲ့စိတ်အဆွဲဖြစ်တဲ့မောင်ပေါ်လာပြီး Fisher ကိုပစ်တာလိုက်ပါတယ်။ Fisher ကိုကယ်တင်ဖို့အတွက် Cobb နဲ့ Arya တနေတို့ဟာအနက်ဆုံးလွာထိတဲ့ Limbo ထဲကိုဆင်းသွားကြပါတယ်။အဲ့ဒီမှာ Cobb ကဝန်ခံလိုက်တာကတော့အရင်ကသူ့ဇနီးဟောင်း Mel ကို Limbo ထဲကနေနိုးလာအောင်ဒီကဘာကအစ်စ်မဟုတ်ဘူးဆိုတဲ့အကြံဉာဏ်ကိုကိုယ်တိုင် Inception လုပ်မိခဲ့တာပါ။ဒါကြောင့်လဲ Mel ဟာတကယ်လက်တွေ့ဘဝကိုရောက်တဲ့အခါမှာအိမ်မက်လိုပဲထင်ပြီးကိုတတ်သိသွားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Cobb က Mel ရဲ့ပုံရိပ်ကိုစွန့်လွတ်နိုင်ပြီး Fisher ကိုကယ်တင်နိုင်ခဲ့ပါတယ်။ Fisher ဟာအိမ်မက်ထဲမှာသူ့အဖေနဲ့ပြန်ဆုံပြီးမင်းဟာငါ့ရဲ့ခြေရာကိုမနှင်းပဲကိုလန်းကိုဖောက်ပါဆိုတဲ့စကားကိုကြားလိုက်ရပြီးကုမ္ပဏီကိုဖျက်သိမ်းလိုက်ပါတော့တယ်။ဒါဟာ Inception အောင်မြင်သွားတာပါ။ဇာတ်သိမ်းမှာတော့ Cobb ဟာ Limbo ထဲမှာကြံခဲ့တဲ့အိုမြင်နေပြီဖြစ်တဲ့ Saito ကိုတွားခေါ်ပြီးလက်တွေလောကကိုပြန်လာနိုင်ခဲ့ပါတယ်။သူအိမ်ကိုပြန်ရောက်ပြီးကလေးတွေနဲ့ဆုံရတဲ့အချိန်မှာသူဟာအိမ်မက်ထဲမှာလားလက်တွေမှာလားဆိုတာသိရအောင်သူ့ရဲ့ထိုးထန်ဖြစ်တဲ့ဂျင်လေးကိုလွှဲကြည့်လိုက်ပါတယ်။ဒါပေမဲ့ဂျင်လဲမလဲသူစောင့်မကြည့်တော့ပဲကလေးတွေစီကိုလှမ်းသွားရင်လည်းပဲဇလန်လေးပြီးသွားပါတော့တယ်။ဇာတ်သိမ်းကဂျင်လေးလည်နေတဲ့အခန်းမှာခင်ဗျားတို့တော့လက်တွေလို့ထင်လားအိမ်မက်လို့ထင်လားကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်စကားတွေအတွက်လည်း like share နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့နော်။